တကယ်တမ်းမှာကိုအပေးရတဲ့ idol ဆိုပြီးတော့ဒီချိုးပြုံးအမေချိုးပြုံးလို့ရှိပါတယ်ဟုတ်ကြကြလေးရဲ့မှာဆိုရင်တော့ဥဝင်းကိုကြိုက်တယ်တော့ကြာအဲ့တုန်းက radio kick ကတချင်းလေးညီမပြန်ဆိုချင်လို့ပေါ့နော်အခုတော့ try နေပါတယ်ဟုတ်ဒီချိုးလို့ဒီတချင်းလေးပြန်ဆိုမှာပြန်ဆိုဟုတ်မေချိုတို့ဥဝင်းဦးတို့ပေါ့နော်ဟုတ်တော်တော်အဲ့ရတော်ကြာပြီနော်ဟုတ်ကြာပြီညီမကိုယ်တိုင်ကအဲ့ဒါကိုကြိုက်တာအဲ့လိုမျိုး radio တချင်းနေနားထောင်ရကြိုက်တာတကယ်ချင်းတချို့ဆိုရင်တော့အဖွားကြီးလို့ပြောတာအဲ့လိုမျိုးဖြစ်တဲ့အဖွားကြီးဆိုပြီးပြောတာတချင်းလေးဆိုတော့အဲ့လိုမျိုးငိမ့်ငိမ့်လေးကြိုက်တယ်အဲ့လိုမျိုးမကြိုက်တဲ့ချင်းကတည်းကမလေးမမေကခက်ကမမေခက်ကဖွားဖွားရိုးခက်ကတချင်းနေပေါ့ဟုတ်ကျန်ပါဦးမယ်ကျန်ဦးမယ်နှုတ်ခွန်းဆက်ပါတယ်โอเคမန္တလာမြေမစိတ်ချစ်သူများရဲ့တခဲနဲ့အားပေးမှုကြောင့်ရခိုင်နေ့ရဲ့ဈေးနှုန်းတိုင်းတိန့်တရာဘိုးဝယ်80သာပေးချေရမယ်လက်ကားဈေးထက်သက်သာတဲ့စက်ရုံဓာတ်ရိုက်ဈေးနဲ့ရမယ်မန္တလေးမြို့မဟာအတာတကြံအကျိုးစိန်ထေကြောက်တဲ့အယောင်မြင့်တင်ပွဲကြီးကိုမန္တလာမြေမှာ2026မတ်လ18ရက်နေ့မှ24ရက်နေ့ထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်နိုင်ငံကျော်အကယ်ဒမီရှင်များဖြစ်ကြတဲ့ကျိုးသူခိုင်တင်းကြီးရတနာဘိုနိုင်ငံကျော်အဆိုတော်များဖြစ်ကြတဲ့ဘိုဖြူနီနီခင်စော်တို့ရဲ့အမိုက်စားဖြောပြရေးအစီအစဉ်များနဲ့ဒင်နာအထူးစီစဉ်ကြီးလည်းပါရှိပါသေးတယ်အထူးစီးနဲ့ဝယ်ယူနိုင်မဲ့ဒီခွင့်ရေးကိုလက်လွတ်မခံပဲအရောက်လာခဲ့လိုက်တော့နော်ချစ်ချနေပေါ့နော်ညီမအတန်းရလည်းညီမအတန်းဆိုတက်တယ်ပေါ့နော်အဲ့အတွက်ညီမရစီကိုဆွဲရနေပြီးတော့ပေါ့နော်ဒါလေးလုပ်ပြီးရှင်နေပေါ့နော်အဲ့လိုမျိုးပြောရတယ်ညီမကလည်းကိုယ့်ကိုပေးရခွင့်ရေးကိုပေါ့နော်အကောင်းဆုံးစူးစမ်းချင်တာနဲ့လုပ်ဖြစ်သွားပါဟုတ်တက်တယ်ဆိုတော့ညီမတို့ဒီမှာ casting ဝင်တော့ပေါ့နော်ဒီညီမတို့ရဲ့ talent တွေအကုန်လုံးလွတ်ပြရဲပေါ့နော်အဲ့ချိန်မှာညီမဒီတချင်းဆိုတာညီမတန်လေးဆိုတက်တယ်ဆိုတာကိုပြချင်တာဖြစ်တဲ့အတွက်ညီမတန်လေးနဲ့ဆိုပြီးတော့ casting မှာပေါ့နော်အဲ့လိုမျိုး interview မှာဖြေခဲ့ရပေါ့အမှသိသွားရအောင်ရှိခဲ့ညီမဆိုကရည်ဒီပြိုင်ပွဲဝင်ပူပါရှင်ဟုတ်ဖေဖေတို့ကကျတော့ဒီမြန်မာဂျူရီယာကိုတင် जा ပေးရဆရာကြီးဖြစ်တဲ့အတွက်မြန်မာဂျူရီယာတချို့လည်းဒီခက်တက်တယ်ပေါ့နော်မြန်မာဂျူရီယာရေဆိုကဒီပြိုင်မှုပါတယ်ပြီးအစိုးပြိုင်ပွဲလေးတချို့လည်းပြိုင်မှုရရှင်ငယ်ငယ်ကတော့ဟုတ်ပေါ့ဆယ်ပိုင်းနေပြီးညီမပထမဆုံးလုပ်ပြချင်းညီမဘဝအတွက်လည်းပထမဆုံးပေါ့နော် music video နဲ့ဒီအမိုက်စားဖန်တီးရဲ့တခြင်းပေါ့ရှက်တကယ်ပေါ့နော်တော်ရဲ့ဒီအဆိုပညာရှင်တွေဆိုခဲ့တဲ့တခြင်းတွေကိုညီမတို့ဒီတက်တက်စာရပေါ့နော်ပြန်ဆိုတဲ့အခါမှာတလေးတသားနဲ့တမိုးထားပြီးတော့ပေါ့နော်အရင်အကောင်းဆုံးမဟုတ်ရင်တော့အမားရွေးမရှိဘဲနဲ့အတက်နိုင်ဆုံးတီဆိုရပေါ့နော်အဲ့အတွက်ညီမအမားရမရှိအောင်လုပ်ခဲ့ရပြီးတော့ဒီကိုဆွဲရ cloud 7 ဘက်ကလေးညီမပေါ့နော်အကောင်းဆုံးဖန်တီးပေးရအဓိကပေါ့နော်ဒီကောင်မလေးဗာလေအတန်ကောင်းလိုက်တာဆိုတာတဲ့သူစူးစမ်းတာပဲသူဒါလေးလဲဆိုတတ်တာပဲပေါ့နော်ပြီးတော့ဒီ club 7ကလည်းအရန် sporting ကောင်းတာပဲဒီ music video ကြည့်လိုက်တာနဲ့ဘလောက်တောင်ပေါ့နော်ညီမတို့တလေးစားနဲ့လုပ်ထားလဲဆိုတာအပင်ပန်းခံပြီးလုပ်ထားလဲဆိုတာတွေ့ရမှာပါဟုတ်ယူခဲ့ရရှိရရှင်vocal guide ကတော့ညီမအတန်တွင်းနေတဲ့အချိန်မှာညီမရဲ့ဆရာပေါ့နော်ညီမအရင်တည်းကတင်ကြားခဲ့ပူတဲ့ဆရာရင်းမြတ်သူစီမှာပေါ့နော်ဒီ music CD อ่ะပေါ့နော်ဆရာရင်းမြတ်သူနဲ့ vocal guide train ခဲ့ပါဟုတ်ဒီအားကြ surprise ပေါ့နော်ညီမကကြောက်ကြုံမသိရဘူးပေါ့နော်ညီမလေးကကြောက်ဒီဘက်တစ်ဖက်မှာဇလန်းတွဲပေါ့နော်တကြံရောက်ပြီဆိုရင်ဇလန်းတွဲလေးညီမဝင်နေရပေါ့နော်ဝင်နေရဖြစ်တဲ့အတွက်ဒီဘက်မှာညီမကိုလူလေးသေးမရှိအောင်လို့ဒီညီမတို့ club 7တင်းတစ်ခုလုံးပါပေါ့နော်လုတ်ပေးထားတာပေါ့နော်ညီမဟိုရောက်မှ surprise ဖြစ်သွားတာညီမအဲ့လိုမျိုးပေါ့နော်ရိုင်းမဲ့ပုံစံအသေးစိတ်ဒီခုဒီဘက်ကလူကြီးတွေပြောပြနေတာကိုကတေချာဝင်မကြည့်နိုင်ဘူးဟိုဘက်ကိုမဲနေရဖြစ်တဲ့အတွက်ပေါ့နော်ပြီးလဲပြီးတော့ဒီ music video လုပ်မယ်ဆိုတော့ညီမစိတ်ထဲမှာအမှန်တိုင်းဝင်ခံလို့ရှိရင်အဲ့လောက်ကြီးပေါ့နော်လှုပ်ထားပေးလိုက်မယ်လို့မထင်ထားဘူးmusic video ဆိုတော့ဒီတချံကာလပဲဆိုတော့အဲ့လောက်ကြီးမထင်ပဲသွားလိုက်တဲ့အချိန်ကျမှဒီလိုကြာကိုင်းနဲ့ဒီလိုပုံစံမျိုးကြီးလားဆိုပြီးတော့လုံးဝ surprise ဖြစ်သွားတယ်အဲ့အတွက်ဗာလေညီမတို့ CEO နဲ့တကွာပေါ့နော် Top 17တခုလုံးကျေးဇူးတင်ပါတယ် Director Masno လည်းကျေးဇူးတင်ပါတယ်ရှင်ဟုတ်ရိုက်ကူးကာလကတော့2ရက်ကျော်ပေါ့နော်rehearsal ပါညာနဲ့3ရက်ပေါ့3ရက်လောက်တော့ကြာခဲ့ပါတယ်ဟုတ်ရင်တော့ညီမရင်ကူးတောက်လေးအဲ့ကျတော့နည်းတော့လန့်တာပေါ့နော်ဒီ comment တွေမှာလည်းတွေ့ရပါတယ်ဒီ lazy အားကျတော့တရုတ်မှမဟုတ်
ဟုတ်ပေါ့နော်အလဲကနေပြီးတော့အဲ့လိုမျိုးဟိုလှော်နေတာကြာတော့မှားရယ်ပါညာအဲ့လိုမျိုး comment ကြီးလည်းစိတ်မဆိုးပါဘူးပေါ့နော်ပြောပြပေးရကျေးဇူးတင်ပါတယ်လို့ဟိုညီမတို့ဘက်ကကြာတော့ဒီရိုက်ကူးရေးဖြစ်တဲ့အတွက်ပေါ့နော်ဒီ location ဒီ camera frame မှာလှအောင်ပေါ့နော်နေရတာပေါ့နော်တကယ်လှော်သလိုမျိုးနေလို့ရှိရင်ကြာတော့အဆင်မပြေညီမကိုယ်တိုင်လည်းရေမကူးတတ်တာဖြစ်တဲ့အတွက်အရင်ကြောက်နေရပါတော့အဲ့ဒါဟုတ်လားတော့လေလော်လွယ်ပေမဲ့ကိုကရေမကူးတတ်တော့တခုခုဖြစ်သွားပြုတ်ကြအောင်မှကြောက်တာအဲ့လိုမျိုး对comment တွေအကုန်လုံးဖတ်နေပါတယ်ဟုတ်ဖတ်ပြီးတော့လိုအပ်ချက်တွေကိုပြင်ဆင်မှုစူးစမ်းနေပါတယ်မြန်မာတလေးစစ်စစ်ကကြောင့်အညာမှာရှိရပါတော့အဲ့လိုကြတော့အညာဘက်ကိုတစ်ခေါက်တော့ရောက်ဘူးလေကြောက်ပရောင်းတို့6တို့ဘက်မှာကြတော့ဖေဖေရဲ့တပည့်ပေါ့နော်ဆိုင်းဆရာကြီးအများကြီးရှိရပေါ့အဲ့ကြတော့တစ်ခါလီပုတ်ပါတို့ပါသွားလဲနေမြူပါတယ်ဟုတ်အညာတလေးကိုအညာတလေးချစ်ဖို့ကောင်းပါတယ်ဟုတ်ကိုကမွေးတာရကောင်ရကောင်မမွေးရရှင့်ဟုတ်ချားနေရမှာကညီမဟို19နှစ်လောက်ကတော့ဒီဇက်ကားတကားပေါ့နော်ဇလန်းတို့တစ်ခုမှာတော့ casting ဝင်မှုတယ်ဒါနဲ့ဆိုရင်ဒုတိယခေါင်းဆိုဒီလိုမျိုး production မှာကြာတော့ဒါညီမပထမဆုံး production ဖြစ်တယ်ပေါ့နော်ပထမဆုံး casting ဝါသနာပါရဲဆိုတာထပ်ပေါ့နော်ညီမဒီလူငယ်တယောက်အနေနဲ့မြန်မာတန်စင်မျိုးပြန်ပြီးတော့ဖော်ထုတ်ပေးချင်တာပေါ့နော်လူငယ်တော်တော်များများဒီမြန်မာတန်စင်လူငယ်တွေခြားထဲမှာတိမ်မြုပ်နေရပေါ့နော်မြန်မာတန်စင်ဆိုပြင်းစရာကောင်းလိုက်တာအဲ့လိုမျိုးတွေဖြစ်ကြရပေါ့နော်အဲ့ဒါကိုဒီဟာကပြင်းစရာမကောင်းဘူးပြီးရင်ဘလောက်တောင်ကိုယ့်ရဲ့မြန်မာဂီတပေါ့နော်နားထောင်လို့ကောင်းတယ်တန်မိုးထားတောင်လို့ညီမအဲ့လိုမျိုးပြန်လဲဖော်ထုတ်ချင်တာပါဟုတ်လုပ်သွားဖို့ရှိပါတယ်ရှင်ညီမတန်စင်ကြီးပဲတော့မဟုတ်ပေါ့နော်ညီမလူငယ်ဖြစ်တဲ့အတွက်အခုလူငယ်အကြိုက်ပေါ့နော် trend ပေါ်လေးလိုက်မယ် pop music လေးတွေကိုဆိုမယ်ပေါ့နော်ဒါပေမဲ့ညီမတန်စင်လဲဆိုတက်တယ်ဆိုတော့တဲလောင်ညီမပြချင်တာပါဟုတ်ညီမတန်စင်ထဲမှာကိုအပေးရတဲ့ idol ဆိုတူတယ်မေချိုပြုံးအမေချိုပြုံးလို့ပါရှိပါတယ်ဟုတ်ကြာကြာလေးရမှာဆိုရင်တော့ဦးဝင်းကိုကြိုက်တယ်တော့ကြာအဲ့တုန်းက radio kick ကတချင်းလေးညီမပြန်ဆိုချင်လို့ပေါ့နော်အခုတော့ try နေပါတယ်ဟုတ်ဒီတချင်းလေးပြန်ဆိုမှာပြန်ဆိုဟုတ်မေချိုတို့ဦးဝင်းဦးတို့ပေါ့နော်ဟုတ်တော်တော်အဲ့ရတော်ကြာပြီနော်ဟုတ်ကြပြီညီမကိုယ်တိုင်ကအဲ့ဒါကိုကြိုက်တာအဲ့လိုမျိုးရေဒီယိုသချင်းတွေနားထောင်ရကြိုက်တာတကယ်ချင်းတချို့ဆိုရင်တော့အဖွားကြီးလို့ပြောတာအဲ့လိုမျိုးခစ်တဲ့အဖွားကြီးဆိုပြီးပြောတာတချင်းလေးဆိုတော့အဲ့လိုမျိုးငိမ့်ငိမ့်လေးကြိုက်တယ်အဲ့လိုမျိုးမကြိုက်တဲ့တချင်းကတည်းကညီမလေးမမေကခက်ကမမေခက်ကဖွားဖွားတို့ခက်ကတချင်းလေးပေါ့ဟုတ်အရန်ရောမပင်ပန်းပါဘူးအဓိကကညီမကို support ပေးတဲ့လူတွေအရန်စူးစမ်းအရန်ပင်ပန်းအရန်တော်လို့ညီမဒီနေရာကိုပေါ့နော်ရောက်လာရတာပေါ့နော်ဒီလိုမျိုးဖန်တီးနိုင်တာပေါ့နော်အားအကြောင်းညီမတင်းတစ်ခုလုံးညီမထပ်ပြီးတော့ကျေးဇူးတင်ပါတယ်လို့ညီမတို့ဆိုတာအကြောင်းညီမတို့ဆိုတက်တယ်ပေါ့နော်အဲ့လောက်နေဟိုဟာဖြစ်သွားပြီပေါ့နော်အရန်ပင်ပန်းမလှုပ်ရှားမလို့ပေါ့နော် background အရန်ကောင်းတော့မေချိုတို့တချင်းဆိုတော်တော်များများကြိုက်တယ်ဒါပေမဲ့ခေါင်းစဉ်တွေတော့မမေရောဗာလဲတမရောမပြောရဲဆိုရဲမောင်ရီအဲ့တချင်းလေးလည်းကြိုက်တယ်ပြီးရင်တိမ်ပလီຫນွေနောင်းလို့အဲ့လိုတချင်းလေးတော်တော်များကြိုက်ပါတယ်ဟုတ်ညီမရဲ့ပထမဆုံးတချင်းဖြစ်တဲ့အတွက်ပေါ့နော်ညီမအရင်လည်းအားစိုက်ထုတ်ထားပါတယ်လို့ဟုတ်ကြည့်ပြီးတော့တင်းနှုံးမှာကိုရှိတယ်ချင်းတဲ့ရန်ဒီ music video ထွက်လာတဲ့အချိန်မှာပေါ့နော် music video လေးကမိုက်လိုက်တာဒီ cloud 7တော်တော် support ကောင်းတာပဲအဲ့လိုမျိုးလေးပြောရပေါ့နော်အတန်ကတော့ထင်ထားတလောက်မဟုတ်ပါဘူးဆိုတက်ရုံပဲဆိုဒါပေမဲ့ညီမချင်တတ်ပါတယ်ညီမအတန်ညီမပို့ပြီးတော့စူးစမ်းဖို့အတွက်ပေါ့နော်လိုအပ်ချက်တွေကိုညီမသိရဲပြီးရင်ညီမကို support ထားတဲ့လူတွေအဲ့အရာတွေကိုချီးကျူးနေညီမအရန်အမောပြပါတယ်လို့ဟုတ်ဒီပေါ့နော်လက်ခတ်တန်နဲ့ဒီနှုတ်ခွန်းဆက်ကကြတော့ဒီချယ်ရှုံးလိုက်အောင် train ပေးခဲ့တာပေါ့နော်ဒါပေမဲ့အခုညီမဒီပြန်လုပ်တဲ့အချိန်မှာတော့ဒီချယ်ကလည်းအလုပ်တွေများရပေါ့နော်အဲကြောင့်ညီမအရင်ကတင်နေတဲ့ဆရာနဲ့ပြန် train ခဲ့ရပေါ့နော်ဒီနှုတ်ခွန်းဆက်တဲ့ချင်းဟုတ်ဂျန်ဖီလီကအရင်ရင်ခုန်နေပါတယ်လို့အလုပ်တွေအများကြီးရရင်တော့အလုပ်တွေအများကြီးလုပ်ပါမယ်ရရဲ့အလုပ်ပေါ်မှာပေါ့နော်တကယ်လို့မရခဲ့ရင်လည်းဖះတရားအများကြီးလုပ်ပြီးတော့ပေါ့နော်နောက်ရိုက်မဲ့ဇာတ်ကားတွေအတွက်ပို့ပြီးတော့ကို update ဖြစ်အောင်ပြင်ဆင်ပါမယ်လို့ဟုတ်